ကဘာပေါ်မှာလူနေအထူထပ်ဆုံးတဲ့အကြက်ညက်ဆုံးနိုင်ငံ9နိုင်ငံအကြောင်းပြောပြမယ်နော် Maldives နိုင်ငံ Maldives ကဘာလူဦးရေအထူထပ်ဆုံးနိုင်ငံများထဲမှာနံပါတ်5ချိပါကတော့ Maldives နိုင်ငံပဲထက်ပါတယ်တစတုရန်မိုင်မှာလူဦးရေ4000ရှိတိုင်း39ဦးနှုန်းလောက်နေထိုင်ကြပါတယ်ကျွန်းစုလေးတွေအများကြီးရှိပေမဲ့လူအများစုကတော့မြို့တော်မာလီလိုကျွန်းအနှဲငယ်ပေါ်မှာပဲစုပြုံနေထိုင်ကြတာပါနံပါတ်4 Vatican City နိုင်ငံနံပါတ်4နေရာမှာတော့ကဘာအသေးဆုံးနိုင်ငံဖြစ်တဲ့ Vatican City ရှိနေပါတယ်တစတုရန်မိုင်မှာလူဦးရေ4996ဦးနှုန်းလောက်ရှိပါတယ်တကယ်တော့ဒီနိုင်ငံမှာနေထိုင်သူအများစုဟာဘာသာဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အမှုထမ်းတွေပဲဖြစ်ကြပါတယ်နံပါတ်3ဘာရိန်းနိုင်ငံနံပါတ်3နေရာမှာရှိနေတာကတော့ပါရှန်ပင်လေခွေတက်ကဂျူးနိုင်ငံလေးဖြစ်တဲ့ဘာရိန်းနိုင်ငံမှာတစတုရန်မိုင်မှာလူဦးရေ9000ရှိတာ93ဦးနှုန်းလောက်ရှိပြီးထူးခြားချက်ကတော့ဒီနိုင်ငံမှာရှိတဲ့လူဦးရေရဲ့ထက်ဝက်ကျော်ဟာတခြားနိုင်ငံကနေလာရောက်အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်နံပါတ်2စင်ကာပူနိုင်ငံဒုတိယနေရာမှာတော့ကျွန်တော်တို့နဲ့ယင်းလိရဲ့စင်ကာပူနိုင်ငံရှိနေပါတယ်တစတုရန်မိုင်မှာလူဦးရေ2148ဦးအထိရှိနေတာမို့တော်တော်လေးကိုလူနေထူထပ်တဲ့နိုင်ငံမှာကမ္ဘာအဓိကစီးပွားရေးနဲ့သင်္ဘောစိပ်ပန်းပါဟာချက်ဖြစ်တယ်လို့မီးနေရအခက်အခဲရှိလို့ပင်လယ်ကိုမြေဖို့ပြီးနယ်နီချဲ့တွေနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်နံပါတ်1မိုနာကိုနိုင်ငံကမ္ဘာပေါ်မှာလူနေအထူးထပ်ဆုံးနံပါတ်1နေရာကတော့မိုနာကိုနိုင်ငံပဲဖြစ်ပါတယ်တစတုရန်မိုင်မှာလူဦးရေပေါင်း68,254ဦးအထိနေထိုင်ကြတာမို့အန်အိုးစရာကောင်းလောက်အောင်တဲသေးစာများပါတယ်သူကပြင်သစ်နိုင်ငံရဲ့3ဘတ်ဝိုင်ယန်ချင်းကိုခံထားရတဲ့ဥရောပတိုက်ကမြို့ပါနိုင်ငံလေးတစ်ခုဖြစ်ပါတယ်